Hello မင်္ဂလာပါဗျကျွန်တော်ဒီနေ့သတင်းကြိုမိထွန်းမတော်တဲ့လုပ်ပြီးဖြစ်တဲ့ပိတ်စာပေါ်မှာ logo လေးတွေ branding လုပ်ပြီးတော့မှတပေစိတ်ရွေးစားရှိတဲ့မီးပုံးလေးတွေပါဗျဒီမီးပုံးကတော့ကျွန်တော်တို့ရန်ကုန်က Japanese Education Center ပေါ့နော်သူတို့ကျောင်းမှာအလားအချိတ်ဖို့အတွက်လာရောက်မှာယူသွားတာပေါ့နော်မီးပုံးလေးတော့လာပါတယ်ဗျခုနလေးသူကတော့ပိတ်စာအဖြူခံပေါ်မှာ logo လေးတွေပါတဲ့အတွက်ရောင်ဆောင်မီးလေးတွေနဲ့ထည့်သွင်းအသုံးပြုနေတာပေါ့နော်မီးပုံးလေးတွေဝါးပေါ်မှာအပေါက်လေးဖောက်ထားပြီးရှိတ်လေးထွက်တယ်တော့လာပါတယ်ဗျမီးပုံးတော့အလွယ်တကူခောက်ပိတ်နိုင်ပြီးတော့အသုံးပြုနိုင်ပါတယ်ဗျဒါတို့ကျွန်တော်နောင်နေ့တွေမှာလည်းအသုံးပြုနိုင်ဖို့အတွက်ပြန်လဲခောက်ပိတ်ပြီးတော့မှသိမ်းစီထားလို့လွယ်ကူပါတယ်ဗျတကယ်လို့ဒီမီးပုံးကြီးအလုံး100နေရာအတွက်ကိုမာယူလိုပါကတလားတော့ကြိုတင်ပြီးတော့မှ pre-order တင်ထားလို့ရပါတယ်ဗျမာယူလိုပါကကျွန်တော်ဖုန်းနံပါတ်396 331 3383တနူးလေး Hamid Paper Craft မှာယူနေပါတယ်ဗျ